ညာကျင်တော့လို့ဇနီးကိုဝန်ခံလိုက်ရတဲ့အောင်သူရဲ့အကြောင်းပရိသတ်များလုံးပဲမင်္ဂလာပါရှင်နိုင်ငံကျော်လက်ရွေးစင်အားကစားသမားအောင်သူနဲ့ဇလန်တွဲမင်းသမီးလေးပိုးဤခန့်တို့ကတော့တယောက်ကိုတယောက်အရန်ကိုချစ်ခင်ကြတဲ့ဇနီးမောင်နှံလေးတွေဖြစ်ကြပြီးပျော်ရွှင်ပွဲရာမိသားစုဘဝလေးကိုပါပိုင်ဆိုင်ထားကြတာပါအောင်သူဟာလက်ရှိအချိန်မှာသူ့ရဲ့ခြေစွမ်းကြောင့်ထိုင်းလီတွေမှာတွားရောက်ကစားနေကြတာဖြစ်ပြီးအခုချိန်မှာတော့သူ့ရဲ့ဒူးတန်ရဟာဘလို့မှဘောလုံးဆက်ကစားလို့မရနိုင်တော့တဲ့အခြေအနေဖြစ်လာခဲ့ပြီးသူရန်ချစ်တဲ့ဘောလုံးလောကကိုဆွန့်လွတ်သွားရတော့မှာပဲဖြစ်ပါတယ်။သူရဲ့ဒူးတန်ရကဘောလုံးကစားဖို့အဆင်မပြေတော့တာကိုသူရဲ့နှုတ်ကထုံမပြောခြင်းတဲ့အတွက်ဒါကိုဖုံးကွယ်ကကျိမ့်မိတ်နေခဲ့တာကြားခဲ့ပြီးဖြစ်ပြီးအခုလုံးဝမရတော့တဲ့အဆင်မပြေတော့တဲ့အချိန်မှာဇနီးဖြစ်သူကိုဒူးတန်ရကြောင့်ဘောလုံးမကန်နိုင်တော့တဲ့အကြောင်းထုတ်ပြောပြလာခဲ့တာပါ။ဘောလုံးသမားတယောက်အဖြစ်တစ်သက်လုံးရပ်တည်လာခဲ့သူဖြစ်တဲ့အတွက်ဘောလုံးမကန်နိုင်တော့တဲ့အချိန်မှာမိသားစုအတွက်ရောဇနီးအတွက်ရောတာဝန်မကျေနိုင်တဲ့အသုံးမကျတဲ့ယောက်ျားတစ်ယောက်အဖြစ်အောင်သူကခံစားနေခဲ့ရတာပါ။ဒဏ်ရာကြောင့်ဘောလုံးမကစားနိုင်တော့တဲ့အချိန်မှာတော့မိသားစုနဲ့ဇနီးဖြစ်သူကို sorry ဆိုပြီးပြန်လဲအာနာတောင်းပန်နေတဲ့ခင်မွန်းဖြစ်သူကြောင့်ငိုကြွေးခဲ့ရကြောင်းအခုတော့ခင်မွန်းဖြစ်သူအတွက်ပိုးဤခန့်ဟာအာတက်စရာစကားလေးတွေနဲ့အားပေးလာခဲ့တာပဲဖြစ်ပါတယ်။ဘဝရဲ့ကြာရှုံးချိန်အဆိုးဆုံးအချိန်တွေကိုရောက်နေချိန်မှာတော့ကိုဘေးမှာဆူဆူကောင်းကောင်းအမြဲအတူလက်တွဲကြော်ဖြတ်ပြီးမဲ့ပါတနာကောင်းရရှိထားခြင်းဟာဘဝမှာဘလောက်ထိကံကောင်းတဲ့အရာဖြစ်လဲဆိုတာလက်တွေ့သိရှိလိုက်ရတာပါပဲအမြဲချစ်စရာကောင်းပြီးပျော်နေတတ်တဲ့မိသားစုလေးဒီလိုအစင်မပြေတဲ့ကာလတွေကိုကြော်ပြတ်ကအကောင်းဆုံးပြန်လည်တည်ဆောက်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်ပရိသတ်ကြီးတို့လည်းဘောလုံးကစားသမားဘဝကိုဆွံ့လွန်ရတော့မယ့်အောင်သူကိုအားပေးစကားလေးတွေပြောသွားခဲ့ကြပါအောင်ရှင်နောက်ထပ်တစ်ပုံအနေနဲ့ကင်ဆာယောဂသည်တွေအတွက်အလုပ်တစ်ခုပြုလုပ်ပေးခဲ့တဲ့အောင်သမารရွှေဆိုင်အကြောင်းကိုတင်ဆက်ပေးကြပါမယ်။လူချမ်းသာမိသားစုတစုဖြစ်တဲ့အောင်သမารမိသားစုကတော့စတင်လမ်းဖောက်ခဲ့လိုက်ပြီးပဲဖြစ်ပါတယ်။အောင်သမารမိသားစုဟာလိုအပ်ချက်တွေများစွာရှိနေတဲ့ရန်ကုန်စေယုံကြီးကကင်ဆာဌာနကိုစက်ပစ္စည်းတွေလှူဒန်းပေးမှုတွေပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်။အောင်သမารလှူဒန်းပေးခဲ့တဲ့စက်ပစ္စည်းတွေကတော့320တန်မိုးရှိ ECG စက်တစ်လုံး၊ချွဲဆုပ်စက်နှလုံးတို့အပြင်လူနာတွေအတွက်ငွေသားလှူဒန်းပေးမှုတွေအယောက်300စာထမင်းမှုလှူဒန်းမှုစတဲ့လှူဒန်းမှုတွေများစွာကိုလည်းပြုလုပ်သွားခဲ့ပါသေးတယ်။ဒီလိုကျန်းမာရေးကဏ္ဍမှာကင်ဆာယောဂသည်တွေအတွက်ထိရောက်တဲ့ကူညီမှုဖြစ်မဲ့အလှူကိုပြုလုပ်ပေးသွားခဲ့လို့လူအများရဲ့ချီးမြှောက်ပြောဆိုမှုတွေများစွာကိုလည်းလက်ခံရရှိခဲ့တာပါ။လူချမ်းသာတွေအနေနဲ့ဒီလိုကျန်းမာရေးဘက်တွေမှာလှူဒန်းပေးခြင်းကိုပြည်သူတွေကအများကြီးကြိုးဆိုပေးခဲ့ကြတာပါ။ပရိသတ်တွေဟာရွှေဆိုင်ကြီးများစုကပေါင်းလို့ကင်ဆာဝေဒနာရှင်များဓာတ်ရောင်ကြီးတန်းစီဆောင်ရခြင်းမရှိစေရန်ခင်မီဓာတ်ရောင်ကြီးဆက်ကိုလည်းကင်ဆာကုသရေးအတွက်တရားတရားပြေဝစွာလှူဒန်းနိုင်ကြပါစေလူကိုစိတ်အားတွေထက်သန်ကြချိန်မှာဒီလိုအများကောင်းကျိုးအလုံးအတူတဝခံစားကြရမည့်အလူမျိုးကိုရှားပါအနေနဲ့လှူပေးပါတော့အောင်သမารမိသားစုအားပြည်သူကိုစားတာရုအကျဉ်းချင်းခေါ်ပါ၏အတိတ်ပဲရှိရဲ့အလူတစ်ခုလို့ခံစားမိတယ်လူတွေကိုလမ်းငင်းကူညီလိုက်နိုင်တာပဲဒီစက်တွေကိုအသုံးပြုမဲ့လူနာတွေတက်တာရသွားရင်ကုသိုလ်တွေရလိုက်မဲ့အမျိုးမြန်မာပြည်ရဲ့ကျန်းမာရေးကဏ္ဍမှာလိုအပ်နေတာတွေအများကြီးပါနောက်ထပ်လည်းဆေးရုံမှာလိုအပ်တာတွေများလှူနိုင်ကြပါစေရှင်တာရုပါဆိုကမြတ်သောအလူဖြစ်တဲ့အတွက်ချီးကျူးပြောဆိုမှုတွေများစွာပြုလုပ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်ပရိသတ်ကြီးတို့လည်းတကယ်ကိုမွန်မြတ်လာတဲ့အလူတစ်ခုကိုပြုလုပ်ပေးခဲ့တယ်အောင်သမารမိသားစုရဲ့အလူကိုတာရုခေါ်ဆိုပေးသွားကြပါအောင်ရှင်